အားလုံးပဲမင်္ဂလာပါခင်ဗျာ Book Wave Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမှာကတော့ဆရာစောစောအောင်ရေးသားထားတဲ့ရှားလူဆိုတဲ့ဝတ္ထုရဲ့အခန်း3နဲ့အခန်း4ကိုဖတ်ပြမှာပဲဖြစ်ပါတယ်ခင်ဗျာရခင်အခန်း1နဲ့အခန်း2ကိုတွားရောက်နားဆင်ခြင်းရင်တော့အောက်က description မှာရှိတဲ့ link ကိုနှိပ်ပြီးတွားရောက်နားဆင်နိုင်ပါတယ်ခင်ဗျာရှားလူအခန်း3နှခမ်းမွေးကြီးဤထူးခြားသောအလေးထားများမှာသူအရက်တောက်နေစဉ်အနီးအနားမှာဘာပဲဖြစ်ဖြစ်ပြည့်လူရှူထားတတ်ခြင်းပင်ဖြစ်သည်မန်ပန်လောင်ရွာထိပ်မှာဈေးရှိ၏ဈေးထိပ်မှာအရက်ဆိုင်ရှိသည်အောင်ဝင်းအရက်ချနေသည်နီညိုရောင်တစိမ့်ပတ်နှင့်ဝီစကီပလင်းထောင်ထားသည်ရက်လီဘယ်ကိုပလင်းလိုက်ဖြိုနေသောကြောင့်အတော်ထောနေပုံရ၏ဝတ်သားခင်နှင့်မုံငင်းကျင်တပကံလည်းရှိ၏တူဘူးကျော်တပကံလည်းရှိ၏အောင်ဝင်းသည်အစားကြီးအတောက်ကြီးသူတယောက်ဖြစ်၏ဆိုင်ထဲမှာလူ6ယောက်ရှိ၏ဆိုင်ရှင်အဖိုးကြီးနှင့်တူသားပါဆိုရင်10ယောက်တူပါထက်တွက်ရင်9ယောက်ခက်လန်းလန်းမှမြင်းခွာတန်ကြရ၏အောင်ဝင်းကြီးတိလိုက်ပြီးရှားလူပဲဖြစ်ရမည်ပြဿနာတော့ပေါ်အောင်မှာပဲကောင်ကလေးကလည်းခက်ရမ်းရမ်းဆိုင်ထဲမှာဒေဝမန်တို့ကလည်းရှိနေတယ်လုံမိန်းဆိုင်မှာရှားလူဝင်ရမ်းကားသွားသည်ကိုဒေဝမန်ကတော့ကြည်မယ်မဟုတ်ဘူးသူနဲ့အတူတူ9ယောက်ပါလာတယ်ကောင်လေးကိုတော့ဝိုင်းဖြီကြလိမ့်မယ်လို့ထင်တယ်အခြေအနေရဝင်ကူတန်ကိုရမှာပဲလေရှားလူမြင်းဘော်ကဆင်းသည်ဇက်ကျိုးကိုလှမ်း၍ဆိုင်ရှိဝါးတန်းမှာခြိလိုက်သည်ဆိုင်ထဲဝင်လာသည်ဒေဝမန်တို့ဇပွဲကလူ2ယောက်တပြိုင်တည်းထသည်ရှားလူဆိုင်တွင်းရောက်သည်ဒေဝမန်လူ2ယောက်နဲ့ဆိုင်အလေလောက်မှာစုံသည်ရှားလူခြေလမ်းမပြတ်ရှေ့ကလာသူ2ယောက်ကိုဖယ်လဲမဖယ်တယောက်ကပခုံးနဲ့ဝင်တိုက်သည်တိုက်ထိုးရှားလူမျက်နှာကိုလက်တီးနဲ့ထိုးသည်ရှားလူလက်ဝါးနဲ့ပုတ်၍တပြိုင်နက်အောက်ခြေကိုတင်းရိုက်သည်ဝင်ထိုးသူခြေတစ်ဖက်လွတ်အသွားတွင်လက်ကိုဆွဲ၍ပြစ်လိုက်သည်ဒုံကနေစပွဲဆောင်နှင့်တိုက်ပြီးလဲကျသွားသည်နောက်တစ်ယောက်ဆက်ဝင်သည်ဝင်ပုံကလည်းလူမိုက်အာကိုလက်တီမျိုးရှားလူဆွဲရမ်းပြီးခြေကိုတင်းရိုက်ပြန်သည်ပထမလူအတိုင်းပထမနီးအတိုင်းဝုန်းကနေလဲကျသွားပြန်သည်ကောင်လေးအတော်ကောင်းတာပဲဟုအောင်ဝင်းကြီးစဉ်းစားလိုက်မိသည်အမှန်မှာရှားလူဟုသူတီထားသောဆိုအောင်သည်ကိုတိုကန်ကြောင်းစင်းဖြစ်သည်နှစ်ယောက်စလုံးကိုခြေမျက်စိအောက်ပိုင်းကိုခြေခွင်ဖြင့်ပိုင်နိုင်ရိုက်လဲချပုံမှာတေတက်လာသည်ဒေအာရှိဟာရာဤဦးတိုက်ခြေလန်းရိုက်လဲသည်တတအတုံးပြုလိုက်ပုံကိုကြိတ်၍ချီကျူးလိုက်၏ဒေဝမန်ကငြိမ်ကြည့်နေသည်စပွဲနောက်မှလူ2ယောက်ဖြုံးကနေထရက်သည်ရှားလူလက်ခါးကြားထဲမှပြန်ထွက်လာသည်လက်ဝင်သွားသည်ကိုပင်မမြင်လိုက်ရတနက်ဆွဲထုတ်ပြန်ထွက်လာသည်ကိုသာမြင်လိုက်ရသည်ကိုလူတို့ရှေ့မတိုးနဲ့ကိုဆရာဒီမဲခမားကိုပြောတာဘယ်သူဒေဝမန်ခမားလူတွေကိုနည်းနည်းထိမ့်လိုက်စမ်းပါကျုပ်ရန်ဖြစ်အောင်လာတာမဟုတ်ဘူးလူလည်းမတက်ချင်ဘူးဒေဝမန်ဖြင်းညင်းစွာထရက်လိုက်သည်မင်းကစာပြီးငါလူတွေကိုလှုပ်လိုက်တာမဟုတ်လားရှားလူကြီးလှုပ်တဲ့လူဆိုတာတမာတိကုံရှိရတယ်ခမည်းမမြင်ဘူးလားခမည်းတပည့်2ယောက်ကစတာခမည်းအမြင်ပဲဗျာဘာပဲဖြစ်ဖြစ်ခမည်းနဲ့ကျုပ်စကားပြောရအောင်လာတာရံမဖြစ်ချင်ပါနဲ့ဗျာအေးစစ်စကားပြောရအောင်ဒီဝမန်ဒီဘလိုင်းမိုက်ကန်းသူမဟုတ်ရှေးနောက်မျောမြင်တတ်၏ပါနတ်၏ပရိယေလည်းများ၏အခြေအနေကိုတူဆောင်ရအောင်မည်ရှားလူသည်အခုတလောတိတ်တွက်နေသည်သူဘာတွေလုပ်နေလဲဘာတွေကြံစီနေတယ်လဲအချိုတက်မှာဟုသဘောရ၍ဘာစကားများလဲရှားလူအလုတ်ကိစ္စပေါ့ဗျာအတော်ကြာစဉ်းစားနေပြီးမှကောင်းပြီလေပြောတာပေါ့ပထမဆုံးခမားရဲ့ကိုရန်တော်တွေကိုခက်ဝေးသွားနေပါစေ2ယောက်ထဲ2ကိုချင်းပြောကျင်တယ်ဟိုကောင်2ကောင်မှဆွဲထုတ်သွားစမ်းဒေဝမန်ကသူ့လူတွေကိုပြော၏ဆိုင်ထဲမှာပုံပန်းပြက်စွာလဲကျနေသူကိုကြံလူတွေကထမ်းထုတ်သွားသည်ဆိုင်ထဲမှာ
အောင်ဝင်းကြီးတယောက်သာကြံတော့သည်အောင်ဝင်းကသူတို့ကိုရှိသည်ဟုပင်အမှုမထားအစားနဲ့အတော့ကိုအားရပါရစားတော့နေသည်စိုးအောင်စပွဲတွင်ဝင်ထိုင်လိုက်သည်လူပုံခချောချောအသားဖြူဖြူမုတ်စိတ်ပတိုင်းမွေးများကိုစင်ကြဲစွာရိတ်ထား၍စိမ့်နေသည်ဝစ်ထားသောတက်ထရက်ဆာဖာရီကုန်းနှင့်ဘောင်းမီမှာလည်းဆိုင်ကြီးကနားကြီးတွေမှာခြုံမှန်းတိတာသည်အပေါ်စားရောင်နှံချုပ်မဟုတ်စပွဲပေါ်မှာဝေသားဆက်ကူဘူးပြလေးချသည်ဓာတ်ငွေမိချက်ကလေးလည်းရိုးတရားလို့အပေါ်စားမဟုတ်စိုးအောင်သည်ဒေဝမန်ကိုစူးစိုက်ကြည့်နေသည်ဒီနယ်တစ်ခွင်မှာအဆက်အသွယ်ကောင်းကောင်းတပည့်တပန်းများများနဲ့အတော်စွာနိုင်သောဒေဝမန်သည်ဟန်ပန်အမှုရာဝင့်ဝင့်ကြွားကြွားရှိတော်လဲစိုးအောင်ကိုအနှဲငယ်လက်နေသည့်လက္ခဏာများမျက်လုံးထဲမှာတွေ့ရသည်ဆိုပါဦးဒေဝမန်စကားစာ၏စိုးအောင်သည်ကလထိုင်ကိုနေရာပြင်၍ရွှေ့၏အနှဲငယ်စောင်းစောင်းထား၍ထိုင်သည်အကြောင်းကိစ္စကြုံလျင်ပြင်းပြန်စွာလှုပ်ရှားနိုင်သောအနေအထားမျိုးနေရာမျိုးကိုအမြဲတမ်းရွေးလေးရှိသည်စိုးအောင်သည်ဤမြအထိအသေးစိတ်တတိထားသည်ဆိုရရင်တော့ဦးချမ်းရဲ့ကိစ္စပဲဦးချမ်းကိစ္စဦးချမ်းနဲ့ကိုနဲ့ဘာဆိုင်လို့လဲဆိုင်တယ်လို့မပြောပါဘူးလေခမည်းနဲ့ကျုံနဲ့လုပ်ငန်းသူဘဝသူအဖြစ်နဲ့ပြောစရာလေးတွေရှိလို့ပါညှိနှိုင်းစရာလေးတွေပေါ့ထားပါအဲ့ဒါဘာဖြစ်လဲကျုပ်ဦးချမ်းကိုရှင်းပြမလို့ဒေဝမန်ဖြတ်ခနဲမောကြည့်သည်စိုးအောင်ကဆက်ပြောသည်ဦးချမ်းဟာဘိန်းပင်စိုက်တယ်ဘိန်းစိမ်းကူးတယ်မှောင်ခိုမျိုးစုံလုပ်တယ်ကြောက်တွေခိုးထုတ်တယ်ဒါတွေကိုကျုပ်ဘာမှမပြောလိုပါဘူးတိုင်းတစ်ပါးဩဇာခံတယ်တိုင်းတစ်ပါးသားတစ္ဆာခံတယ်တိုင်းတစ်ပါးသားရဲ့အလိုကျဒီနေမြေမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုစက်ကြီးခွဲဖို့ဗိုလ်ကျဖို့ကြိုးစားတယ်ခမားသိလားတီးတလောက်တော့သိပါတယ်ဦးရွှေညိုလိုခမားတို့လိုအင်အားနည်းနည်းတောက်တဲ့လူတွေကိုသူမထိသေးဘူးအားနည်းတဲ့လူတွေကိုတစားတစားမျိုးနေပြီကျုပ်သူ့ကိုရှင်းပြမဲ့အကြောင်းကဒါပဲကိုဒေဝမန်သူ့လုပ်ငန်းကြောင့်ဒေဝမန်ဘာမှမပြောဝေစီကသက်ဘူးပြာလေးကိုထုတ်၍တလိပ်ထုတ်မင်းကြီးသည်စကားကြွန်သွားမည်ဆို၍ချစ်ချိန်နေဟန်ရှိသည်သူ့ရဲ့အင်အားကိုကြုံမကြောက်ပါဘူးဒီလောကမှာဒီလိုရည်ရွယ်ချက်နဲ့အင်အားနည်းသူကိုအင်အားကြီးသူကမျိုးတာကျုပ်လက်မခံနိုင်ဘူးစိုးအောင်၏စကားသံများမှာအေးစိညံသာလာသည်မောင်ရဲ့အယူအဆကိုကစိတ်ကူးရံမဆန်ဘူးလားရှားလူဒီလောကမှာဒါမျိုးတွေကြီးပဲမဟုတ်လားစိတ်ကူးရံစန္ဒာမစန္ဒာကကျုပ်ကိစ္စပါခမားနဲ့ပတ်သက်တဲ့ကိစ္စကိုကျုပ်ပြောတော့မယ်ကိုဒေဝမန်ပြောပါခမားနဲ့ဓာတ်ရိုက်ပတ်သက်တဲ့ကိစ္စကတော့ဦးချမ်းကိုကျုပ်ရှင်းတဲ့နေရာမှာခမားဘာမှဝင်မရှုပ်ပါနဲ့စကားရောင်းစကားဝယ်မလုပ်ပါနဲ့မစီတလို့မဆိုင်တလို့နေပါဒါပဲစကလုံးတွေကပြတ်သားလွန်းသည်ဒီဒေတာမှာအနေကြ၍အခြေကြီးနေသောဒေဝမန်ကိုမနေ့တနေ့ကမှရောက်လာတော့နောက်ပေါက်ရှားလူဆိုသောခြာတိတ်ကလေးကဒီလိုစကားမျိုးတွေတုံးဆွဲပြောသည်မှာယုံနိုင်စရာမရှိဒေဝမန်သည်ဒေါသကိုထိမ့်ကွက်လိုက်သည်မောင်ရင်ကိုစော်ကားတာပဲရှားလူဝတ္တရားအရာအတိပေးတဲ့စကားပဲစော်ကားတယ်ထင်ခြင်းလဲထင်ပေါ့3-4စက္ကန့်မြအကြည့်ချင်းဆောင်လိုက်ကြသည်ဒီကိစ္စဘယ်သူမှကိုစီကတော့မပေါက်ကြားစေရဘူးလေတခြားတယောက်ကများကြားရင်တော့ဒေဝမန်စကားရက်၍စောစောကနှခမ်းမွေးအောင်ဝင်းနေသောနေရာကိုကြည့်လိုက်သည်အောင်ဝင်းကြီးမရှိတော့ဘယ်အချိန်ကလေးကထွက်သွားလိုက်သည်မသိလိုက်မမြင်လိုက်ရစပွဲပေါ်မှာစားလက်စတောက်လက်စပလင်းဖန်ကွက်ပကံတွေသာကြံရစ်သည်ခမားတယောက်တည်းရှိပါတယ်တခြားဘယ်သူမှမသိသေးပါဘူးကောင်းပြီလေကောင်းပြီဒါဖြင့်ကျုပ်သွားမယ်ဩတခုပြောဖို့မေ့နေတယ်ကျုပ်လာပြီးဆွေးနွေးညှိနှိုင်းတဲ့အတိုင်းသဘောတူပြီးမှစကားမတည်ရင်ခမားအသေးပဲစိုးအောင်ပြုံးကနေထထွက်သွားသည်အပြင်ဘက်မှာမြင်းခွာတံများကွဲပြောက်သွားသည့်အထိဒေဝမန်သည်ကြောက်ရွံ့လိုငြိမ်နေသည်သူ့ကိုရေရေလဲလဲစော်ကားသွားကြပြီတွေ့ကြသေးတာပေါ့ရှားလူရဲ့လူတယောက်မှာ
ဘလို့လူပဲဖြစ်ဖြစ်အားနည်းချက်တစ်ခုတော့အနည်းဆုံးရှိသမျှအချို့လူများအားနည်းချက်များစွာရှိနေသည်အချို့လူများအနည်းအကျဉ်းသာရှိသည်အတော်ဆုံးလူအပားနှစ်ဆုံးလူအပိယီဆုံးလူပင်ဖြစ်စေကာမူအားပြော့သောနေရာတနေရာတော့ရှိသမျှအားအပြော့ဆုံးနေရာအားအနည်းဆုံးနေရာကိုတွေ့အောင်ရှာဖို့မှာစိုးအောင်တို့အလုပ်ပင်ဖြစ်သည်ဦးချမ်းတောင်ကုန်းပေါ်မှာရှိနေသည်ဘရင်တဆူတဖွဲခန်းကြီးနာကြီးရှိ၏တပည့်တပန်းအဆောက်အကျက်တွေပေါ်များ၏တမင်တကာမှာယူလေးကျင်ထားသောအဲဇေးရှင်ခွေးကြီး၄ကောင်ရှိသည်ခွေး၄ကောင်သည်လူ၄ယောက်လောက်အားကိုးရသည်ဒီနယ်ဒေသ၏ဝင်လန်းထွက်လန်းမှန်သမျှကိုဦးချမ်းထိတ်ကွပ်ထားသည်ဩဇာကြီးသည့်သူနှင့်ဒန်းသူကြီးသူဩဇာကြီးသူဟူ၍ဦးရွှေညိုတယောက်သာရှိသည်ဦးရွှေညိုကိုဦးချမ်းရှောင်သည်ဦးရွှေညိုကလည်းဦးချမ်းနှင့်ထိတ်တိုက်ဘယ်တော့မှမတွေ့ကို့အထားနဲ့ကို့နယ်နဲ့ကိုနေကြသည်အတွင်းကတော့နှစ်ယောက်စလုံးကြိတ်၍အကွက်ချောင်းနေကြသည်ပိုင်လျင်တယောက်လယ်မျိုးတယောက်လှီးကြမည်ဟုဘေးတင်မေးစရာမလိုဦးရွှေညိုကိုမဖြိုခင်ဦးချမ်းကိုအရင်ဖြိုဖို့စိုးအောင်စီစဉ်အကွက်ချသည်ခက်ခက်ခဲခဲကောက်ကောက်ကြစ်ကြစ်လှုပ်ရသောနေရာမျိုးတွင်အလွန်တော်သောစိုးအောင်ဦးချမ်းထံရောက်ဖို့အကြံအိုက်နေသည်သူနေသောတောင်ကုန်းပေါ်ကအိမ်မဲမဲကြီးတဲ့သို့ဝင်ဖို့ပင်မလွယ်အဝေးမှစနိုက်ပါရိုင်ဖယ်ကောင်းကောင်းတလက်နှင့်ထုဖို့လည်းမဖြစ်နိုင်အပြင်ကိုလည်းထွက်ခဲ၏ထွက်ပြန်ရင်လူအယောက်20လောက်အမြဲပါသည်အကြံခတ်တီဆိုချက်မှာတောချက်ကိုမတွေ့ခင်သာဖြစ်၏တောချက်ကိုတွေ့လျင်အကြံစီတွေကတပုံတပင်ကြီးရှိသောဂိုတောင်ကြီးတစ်လုံးကိုတကားဖွင့်ပြီးကြိုက်တဲ့အကြံယူသုံးနိုင်သည်ဟုမျက်တစ်ကပြောဘူးသည်အကြံကောင်းလျင်တစ်ချမ်းဟုလည်းစကားရှိသည်ဦးချမ်းကိစ္စမှာအကြံကောင်းလျင်တသက်ထိုတသက်သည်ဦးချမ်း၏တသက်ဖြစ်သည်တိုင်းတစ်ပါးအရှိန်ဝါနှင့်မှောင်ခိုရာစာလုပ်နေသောဦးချမ်းသည်နိုင်ငံတော်၏စီးပွားရေးစနစ်ကိုဖျက်လို့ဖျက်ဆီးလုပ်နေသူဖြစ်သည်ဦးချမ်း၏အသက်အတွက်စိုးအောင်ကြံနေသည်တိုင်းဗဟိုလေးကျင်ရေးကျောင်းကြီးတစ်ကျောင်းမှာတင်နန်းတက်ရတုန်းကတက်ကိုင်းရောက်တွေတရွက်6တွေစုပုံခင်းထားသောမြေကွက်ပေါ်မှာဝစ်စုံအပြည့်လက်နက်ခန်းရမ်းမိကြောက်အထုပ်ပိုးအပြည့်ဖြင့်လမ်းလျှောက်ရသည်ခြေတလန်းချလိုက်သည်နှင့်ချွတ်ခနဲမြည်သွားသည်တွင်ပြန်လုံးဟုဘေးကရက်ကကြည့်နေသောနီးပြဆရာကအော်သည်ကျွတ်နေသောတက်ကိုင်း6ပုံပေါ်မှာဖက်နှက်ကြီးနှင့်လူတကိုစားအလေးချိန်ဖိနှင်းတော့မှတက်ကိုင်း6ကမကြိုးပဲနေမလားမဖြစ်နိုင်တာခိုင်းသည်ဟုစိတ်ထဲကတွေးမိသည်ပြန်လုတ်မနက်4နာရီကစ၍တနေ့လုံးပြေးရလွှားရခုံရပေါက်ရတက်ရဆင်းရတစ်ချက်လေးမှအနာမပေးသမင်းစားချိန်တန်းဖြုတ်ပြီးသမင်းစားပြီးလို့ရေမတစ်ခွက်ပြေအောင်မတောက်ရသေးခရာတွတ်၍တန်းပြန်စီပြန်လုတ်ချွတ်ခနဲမြည်သွားသည်စိုးအောင်မွေကြိုက်ပြီးဘေးကဆရာကြီးတယောက်ကအော်ဤမွေကြိုက်ဆိုဒီမှာအစကပြန်လို့ဟုအဓိပ္ပာယ်ရရှိကြောင်းအားလုံးတည်ထားကြသည်အစဉ်အလာဝေါ်ဟာရာဖြစ်၏ချွတ်ခနဲမြည်သွားပြန်ပြီတင်နန်းမှာဆိုရင်တော့ဘေးကနီးပြဆရာကြီးကစိုးအောင်မွေကြိုက်ပြီးဟုအော်ပေလိမ့်မည်တင်နန်းမှာမဟုတ်ဦးချမ်းဤတောင်ကုန်းထိပ်ကအင်ဂေဟာနှင့်ဂိုက်300နှင့်400ခန့်အကွာပတ်လေတောအုပ်ထဲသို့စိုးအောင်ရောက်နေသည်3ရက်တိတိဦးချမ်းအိမ်နှင့်အိမ်ပတ်ဝန်းကျင်ကိုမှန်ပြောင်းနှင့်စောင့်ကြည့်ခဲ့သည်စိတ်ရှည်လက်ရှည်ရေရေလဲလဲစောင့်ကြည့်ခဲ့သည်3ရက်တိတိမနက်6နာရီမှည6နာရီအထိတောက်လျှောက်3ရက်ကြည့်ခဲ့သည်4ရက်မြောက်သောနေ့ညနေနေဝင်သည်နှင့်ဦးချမ်းအိမ်ပတ်လေတောအုပ်တွင်သို့ရောက်နေသည်လေးဘက်ထောက်၍မြေကြီးကိုငုံကြည့်နေသည်တောအုပ်အတွင်မှာပေါင်နေသည်ညကြည့်မှန်ကိုတက်ဆင်ထားရသည်လူလက်3-4ဘက်လောက်ရှိမည်ကျွန်းပင်ကြီး3ပင်3မွင့်ဆိုင်ပေါက်နေသောနေရာသို့ရောက်နေသည်စိုးအောင်4ဘက်ထောက်၍တရွေ့၍လာခဲ့သည်အမောင်ထဲမှာနှခမ်းမွေးတွန့်၍ပြုံးလိုက်သည်စိုးအောင်နှစ်ကာပြုံးလိုက်သည်မြေဆူဆူပွားပွားတစ်မြင့်နှံ့နှင့်တရွက်6နှံ့တွေရလိုက်၏သူလက်ထောက်နေရာနှင့်ဒူးထောက်ထားသောနေရာမှမြေကြီးများကိုပုတ်တိုက်၍ခြေရာလက်ရာမကြံအောင်ဖျက်ခဲ့သည်တရွေ့၍4ဘက်ထောက်လျက်10ခိုက်လောက်နောက်ဆုတ်လာခဲ့သည်ထို့နောက်ထားရက်သည်ကျွန်းပင်ကြီး3ပင်ကိုကြည့်၍လာလန်းအတိုင်းပြန်လှည့်ခဲ့သည်စိုးအောင်သည်စူတောင်းသောအလုပ်ကိုလုပ်လိမ့်မရှိ
အလကားရလင်လဲဘာမှမလိုခြင်းမလုတ်ဖဲနေလဲဘာမှမရခြင်းစိုးအောင်ဆူတောင်းခဲ့၏ဒီတချီတော့စိုးအောင်ဆူတောင်းသည်ဒီညမိုးရွာပါစေမနက်နေပွင့်ပါစေနောက်တနေ့စိုးအောင်ဆူတောင်းပြေသွားသည်ဈေးဝထိပ်မှာခောက်ဆွဲဆိုင်ထဲမှာနှခမ်းမွေးကြီးစောစောစီစီအရက်ချနေသည်အပြင်ဘက်မှာ9ရက်ဈေးသည်စူညံလှုပ်ရှားရှုပ်ထွေးလာ၏တိုင်းရင်းသားလူသားပြည်သူများပေါင်းစုံစုဝေးသောဈေးနေဖြစ်၍လည်းစီကားလာသည်အနက်ရောင်ဝတ်စုံနှင့်ပအို့ညီနောင်တွေးခြင်းများပင်နီရောင်လွင်လွင်နှင့်ရှမ်းညီနောင်တွေးခြင်းများဓနုနှင့်တောင်ရိုးညီကိုမောင်နှမများရောင်းကြဝယ်ကြဖလှယ်ကြနှင့်အောင်ဝင်းကြီးသည်သူ့တလေဝတီရှိသည့်အတိုင်းအရက်တောက်နေလျင်အပြင်မှာဘာကြီးပဲဖြစ်ဖြစ်ဂယုမဆိုင်သို့တော့မြင်းခွာတန်ကိုတော့သူ့နားဆွဲနေသည်ရှားလူဆိုတဲ့ကောင်ကလေး3-4ရက်ရှိပြီပျောက်နေလိုက်တာဦးချမ်းကိုတွားဖြောင်တာပဲဖြစ်မိထင်သည်ကောင်ကလေးကလူတော်လေးပဲသို့တော်လေဦးချမ်းရဲ့အတိုက်အုံကြီးကကြီးမားလာသည်တိတ်လွယ်မီမထင်အောင်ဝင်းတွေးနေသည်ဦးရွှေညိုကိုဖြောင်ဖို့ရည်ရွယ်ရင်းရှိသည်ဦးရွှေညိုကိုမလုတ်ကြံခင်ဦးချမ်းကိုအစမ်းတဘောနှင့်လုတ်ကြံခြင်းဖြစ်လိမ့်မည်ဦးချမ်းကိုအောင်မြင်စွာရှင်းနိုင်ရင်ဦးရွှေညိုသည်ဖြုံသွားလိမ့်မည်ရန်သူကြောက်စိတ်ဝင်ရင်အကွက်မှားမည်အကွက်များများမှားနေတော့ကိုယ့်အတွက်အခွင့်အရေးဦးချမ်းကိုရှင်းပြလိုက်ုံဖြင့်ဦးရွှေညိုကိုဖြုံသွားအောင်လှုပ်လိုက်ခြင်းလည်းဖြစ်သည်ရှားလူသည်ရေခွေးလိုအကောက်ညံကောင်းသူဖြစ်ကြောင်းအောင်ဝင်းလက်ခံယူဆထားသည်အပြင်မှာမြင်းခွာတန်ကြားရ၏ရှားလူလာပြီသူ့ကိုယ်သူများဓာတ်ရှင်ဇက်လိုက်များမှတ်နေသလားမသိမြင်းတစည်းနဲ့လက်ရလှုပ်နေသောစိုးအောင်ဝင်းလာသည်ကိုကြည့်၍အောင်ဝင်းကြီးတွေးလိုက်သည်စိုးအောင်ဝင်းထိုင်သည်တူဘူးတပွဲပေးစမ်းခက်မြက်မြက်တူဘူးမှာပြီးအောင်ဝင်းကိုကြည့်လိုက်သည်စောလာကြီးလားနှခမ်းမွေးကြီးမင်းဖယ်သွားနေတယ်လေဦးချမ်းကိုတွားရှင်းလင်းနေတာလေဟေးအောင်ဝင်းဤတစ်ဖက်ကျင်းသောမျက်လုံးပိုကျင်းသွား၍တစ်ဖက်ကျဲသောမျက်လုံးပိုကျဲလာသည်ဟုထင်ရသည်စူစမ်းပါဦးအောင်မြင်ခဲ့ရဲ့လားလေတံကိုနှိမ့်၍ပြီအောင်မြင်ပါပါဘယ်လိုလဲကွာလှုပ်เสียရှိတာလေးတွေလှုပ်ထားခဲ့ပြီလေစောင့်နားထောင်အောင်ပေါ့ဗျာဦးချမ်းရဲ့နာရေးကြော်ညာသတင်းစာထဲမှာတော့ပါလာမှာမဟုတ်ဘူးဒါပေမဲ့စောင့်နားထောင်အောင်ပေါ့ချိန်ကြိုက်ဘုံလားချိန်ကြိုက်ဘုံထက်ပိုသေးကြတယ်ငါ့ကိုမပြောပြနိုင်ဘူးလားခမားနဲ့ကျုံနဲ့မဟာမိတ်ဖွဲ့ထားတာပဲပြောပြမှာပေါ့ဒီလိုဗျလာချပေးသောတူဘူးပကံထဲမှငရုတ်သီးစီကြော်များကိုဇွန်းနဲ့ခတ်၍ဖယ်ပစ်လိုက်သည်တူဘူးပျော်များကိုဇွန်းနဲ့ခတ်၍ဝင်နေသေးသည်လူတယောက်ရဲ့အလေးအထအကျင့်စရိုက်ကလေးတွေဟာတခါတရံဘာမဟုတ်တဲ့အသေးအဖွဲကလေးတွေကပင်မဲ့တိတ်အဖိုးတန်တယ်အဆုံးအဖြတ်ပေးနိုင်တယ်ဦးချမ်းဟာမှုတိတ်ကြိုက်တယ်သူ့အိမ်ဘေးကတောအုပ်ထဲမှာမှသူ့ကိုယ်ပိုင်မှုချင်းတစ်ချင်းရှိတယ်ဒါမျိုးဆိုတာမှုကြိုက်တဲ့သူတွေတိတ်တန်ဖိုးထားတယ်ဘယ်သူမှမပြောဘူးကောက်ရိုးနဲ့စိုက်ယူရတဲ့မှုထက်တဘာဝမှုကိုပူတန်ဖိုးထားမှာပေါ့အဲ့ဒီမှုချင်းကရသမျှမှုကိုသူတယောက်တည်းဥဖျားစားမှာပဲလို့တွက်လို့ရတယ်ဒါတဘာဝပဲဒီနေရာမှာသူဘယင်ပဲသူပဲဥဖျားစားမှာပေါ့မင်းမှုချင်းကိုရှာတွေ့ခဲ့ပြီပေါ့ဒါပေါ့ဗျာမှုချင်းကိုတခုခုလုတ်ခဲ့ပြီပေါ့မှန်လိုက်လေဗျာခမားအသွေးခေါ်ကကျုပ်ထင်တာထက်မညံ့ပါလားပါဇက်ကဖွဲ့မချီးကျူးတော့လဲခေါင်းတဆက်ဆက်လှုပ်၍ချီးကျူးဟန်ပြသည်ညကမိုးနေရွာတယ်အခုမနက်နေပွင့်တယ်ညနေစောင်းရင်တော့စိုးအောင်သည်ခေါင်းကိုနောက်လှန်၍ရီမောလိုက်၏ညနေစောင်းရင်တော့ဦးချမ်းတယောက်ဘဝတဘာပြောင်းသွားကွယ်လွန်ချောင်းပေါ့ဗျာရှားလူမင်းဟာနာမည်နဲ့လိုက်ပါတယ်ကွာအမှန်ပဲညနေစောင်းတီနဲ့ဦးချမ်းကွယ်လွန်ချောင်းသတင်းထွက်ပေါ်လာသည်ရေစလုံးထဲမှာမဲနယ်ထုတ်ပစ်ချလိုက်တယ်လို့တစားစီပြန်သွားသည်
တီတိုပြောနေရမှရုတ်တဲတဲဖြစ်သွားသည်ည10 နာရီကျော်တော့ပို၍ရုတ်တဲတဲဖြစ်လာသည်အခန်း၄ဦးလုံမင်းတို့ကိုအသိအကျက်စိုင်နေရာရွှေ့ခိုင်းခဲ့၍ရွှေ့ခဲ့သည်ထိုနေရာတွင်ပြေတောင်တစ်ထပ်အဆောက်အုံကြီးတစ်လုံးစောင့်နေသည်ငွေပေါ်သောကြောင့်ပစ္စည်းပေါ်သည်ငွေရှိသောကြောင့်ပစ္စည်းမြန်ရသည်အဆောက်အဦကြီးကိုနေရောညပါစောက်၏ညမှာဟွန်ဒါမီးစက်တစ်လုံးနှင့်မီးပေါင်းတွေထိန်နေအောင်ထွန်းပြီးစောက်၏ဦးစီးကိုကဲသူမှာစိုးအောင်သူ့စီယာတပားများ၏ငွေရင်းဖြင့်စောက်လုပ်သည်ဟုသတင်းလွှင့်ထားသည်အလျားပေ150ရှိသောအီယာမအဆောက်အဦတစ်ခုတပိုင်းကန့်၍ပွဲရုံဖွင့်ပြီးကြံတပိုင်းကိုတော့စားတောက်ဆိုင်နှင့်တဲခိုခန်းလုပ်မည်ဟုလည်းသတင်းလွှင့်ထားလိုက်သေးသည်စီးပွားရေးအတွက်အကွက်ကြ၍တစားစီကားလာသောဒေတာဖြစ်၍လည်းစိုးအောင်၏အကြံစီကိုမစိုးဟုလူအများကယူဆကြသည်ဘလို့မှလက်မခံနိုင်သောသူများမှာဦးရွှေညိုဦးလုံမင်းနှင့်ဦးချမ်းအုပ်စုဦးချမ်းကွယ်လွန်ခဲ့သည့်နောက်အစည်းပြေလူဖြစ်သွားသောသူ့အုပ်စုကိုဦးချမ်း၏တပည့်တယောက်ကဦးစီးနေသည်လာပိုင်းအတွင်းအပီးဆောင်မည့်လက္ခဏာရှိသည်မကြာမီကြာရောက်မည့်ယာဒီနှင့်ကွက်တီတွင်ဤနေရာသို့လူတော်တော်များများရောက်လာကြလိမ့်မည်ရောင်းသူဝယ်သူတဲဆောင်သူတွေလာကြလိမ့်မည်တွေ့ရာကြုံရာမှာရခင်ကတည်းကတဲခိုနေကြဖြစ်တော်လဲယခုလိုတဲခိုခန်းအကြအနာရှိလင်ဖြင့်ဝေပေါ်တော်သူများဖြစ်ကြသည့်အလျောက်တဲခိုခန်းမှာပင်တဲကြမီမှာတည်ကြသည်စောက်၍ပြီးလူစစ်မှာပင်စိုးအောင်သည်ဆိုင်းဘုတ်တင်လိုက်သည်ချစ်မြတ်တာပွဲရုံနှင့်ချစ်မြတ်တာစားတောက်ဆိုင်အနီးခံပေါ်မှာအဝါရောင်စာလုံးများဘာသာစကား၃မျိုးဖြင့်ရေးထားသောဆိုင်းဘုတ်တင်လိုက်တော်သည်15ရက်အတွင်းမှာချစ်မြတ်တာပွဲရုံနှင့်စားတောက်ဆိုင်ကြီးပြီးစီးသွားတော်သည်မပြီးခင်တရက်လိုမှာလူတွေတအုပ်ကြီးရောက်လာသည်ရှားလူလှုပ်သမျှမျက်လုံးဖွင့်ကြည့်နေသောဦးရွှေညိုတို့ပင်မျက်လုံးပြူသွားရ၏လူ41ယောက်တိရောက်လာသည်ပွဲရုံအလုသမားအဖြစ်ငှားရမ်းသူများဟုသိရသည်အလုသမား41ယောက်တွင်လူပေါင်းစုံပုံစံမျိုးပါ၏ထိုထဲတွင်အရက်မြင့်သပင်ခတ်တွန့်နှခမ်းမွေးဆဆပါဇက်ထဲမှာ900အမြဲမပြတ်သောလူတစ်ယောက်ပါ၏ပင်ကိုအရေးအသွေးများစွမ်းအားများကိုဘလို့မှအပေါ်ယံကျော်အကဲဖမ်း၍မရသောသူဖြစ်၏အပေါ်ယံကြည့်လျင်လူပုံကငေးသည့်ငေးကြောင်အာတတထုံထိုင်းပုံပေါက်နေ၏ကွန်တရွေးများကိုထွေးကျင်ရာထွေးသည်ဟိုပစ္စည်းမိကြံဒီပစ္စည်းမိကြံနှင့်တတိမကောင်းပြောကျင်ရာကိုစွပြောသည်စကားပြောလျင်လဲကျဲလောင်တခါငေးသည့်ငေးကြောင်ထိုအမူအရာများပုံပန်းတွင်မြင်များရှိသောသူသည်စိုးအောင်နှင့်တွဲဘက်အညီဆုံးသောမြက်တစ်ပင်ဖြစ်သည်သူတို့စီယာအားအထားရဆုံးအေဂျင့်2ယောက်ရှိသည်တစ်ယောက်ကစိုးအောင်တစ်ယောက်ကမြက်တစ်ဤဦးလဲကြောင်းတောင်းအမူအရာအပြောအဆိုအပြုတ်အမူများသည်ရန်သူများအားတမင်လှည့်စားအထင်မှားစေတတ်သောအကာအကွယ်များဖြစ်သည်မြက်တစ်ကိုအပေါ်ယံကြောကြီးကပွားဆန်းသောကြောင့်ရေလဲခံလိုက်ရတဲ့သူတွေမရေတွက်နိုင်တော့စိုးအောင်သည်မြက်တစ်ကိုအလွန်ချစ်၏အလွန်တွေ့တာ၏သူ့ဘဝမှာရှာပါတန်ရောစင်ရှိသောတငယ်ချင်းရဲဘော်တဦးဖြစ်သည်တန်တဲ့အိုးကိုတန်ရောင်းမနှင့်တောင်ခောက်လိုက်၏ပါဇက်ထဲမှကုန်းဝါးဘက်များကိုဖွေကနေထုတ်၍မြက်တစ်អော်လိုက်သည်နေဖေကလေးဘဲအိုးခောက်လိုက်ရတာကွဲထွက်တော့မယ်နင်းတို့နားပေးနေကြသလားရပြီဟာမင်းတို့ဘိုးအေကြာစံကျော်ဗကန်ပြားနှစ်ချက်ထဲသို့ကြာစံကျော်များကိုတန်ခေါ်ပြားဖြင့်ကော်ထည့်လိုက်သည်လူတစ်ယောက်ပြေးလာသည်ဗကန်ပြားနှစ်ချက်ကောက်ကင်သည်နေအောင်ဟာမြက်တစ်ကပလတ်စတစ်ချင်းတောင်းထဲမှအသိကြော်ထားပြီးတော့ဝတ်သား3ရော်ကလေး2စီကြာစံကျော်ပေါ်သို့ထည့်ပေးလိုက်သည်ယူသွားအချင်းပကံတွေချအခါးရည်ကြရအိုးတဲ့ထက်ဖြည့်ထားဟုတ်ကဲ့မြက်တစ်နှစ်ဖူးမှချွေးစာကိုလက်မောင်းနဲ့တုပ်လိုက်သည်တီရှပ်အပြာပေါ်မှာဆေးအဝါနဲ့ရိုက်ထားသောစာတန်းကဒါပဲပေါ့အချစ်ရဲ့ဟူ၍ဖြစ်သည်လို့စီကွက်ထဲမှာကြက်တဲဝင်ထိုင်နေသောပူစီလေးတစ်ကောင်ပုံလဲပါသည်ရှမ်းပေါင်းမီကိုပွားဝေးလျက်ခါးရှိကပစိုးတူလေးတစ်ထည်ကိုတိုင်း၍စီးထားသည်သူတို့ဘဝမှာအခြေအနေမျိုးစုံအလုပ်မျိုးစုံကိုလုံတက်အောင်လေ့ကျင့်ထားသည့်အလျောက်မြက်တစ်ကတကယ်တရုတ်တန်းခောက်ဆွဲဆိုင်ကခောက်ဆွဲကြော်သောတရုတ်ကြီးတစ်ယောက်နှင့်တူနေသည်
ဒဲအိုးတဲကိုရေနွေးများလောက်ထည့်၍ဂေါ်ပြားနှင့်၄-၅ချက်လောက်ချက်ပြီးဆေးသည်ရေနွေးများကိုပတ်ထုတ်၏ထင်းစာ3-4စာကိုနောက်သို့ဆုပ်ထားသည်ဆိုင်တွဲမှာစပွဲ15လုံးရှိ၏ဘေးနှစ်ဖက်တွင်တီးတန့်အခန်းကလေး3ခန်းစီအားလုံး6ခန်းကန်ထားသည်အလဲမှာစပွဲကိုလုံးခက်ကြက်ကြဲခင်းထားသည်တောင်းတနေရာမှာကောင်တာနှင့်အရက်ပလင်းများထားသည်အမျိုးစုံလှ၏ကောင်တာနောက်တွင်မြင့်မှန်ကော်ကိုင်းထူထူနှင့်လူတစ်ယောက်သူလဲကွန်းသမားပါဇက်တစ်ခုလုံးကွန်းတွေအမြဲရဲနေသူဖြစ်သည်အသေးချာကြည့်လျင်ကော်ကိုင်းမြင့်မှန်မှာတစ်ဖက်ကျိုးနေသည်ကျိုးနေသောနေရာကိုကျင်းနှန်းကျိုးနှင့်ပတ်၍စီးထားသည်လူပူပူတေးတေးလူဖလန်ကလေးစိုးအောင်အလွန်အားကိုးရသောလက်ယုံရည်တဆူဖြစ်သည်ချစ်လဲတကယ်ချစ်သည်အတူတွဲခဲ့ကြသောနှစ်တွေကလည်းကြားလာပြီသူ့အမည်မှာမြင့်ထွန်းစိုးအောင်၏ညာလက်ယုံမြင့်ထွန်းသည်ချစ်မြတ်တာခောက်ဆွဲတွင်ဘားတာဝန်ခံဖြစ်သည်အဘဝမ်ပတ်စပွဲတို့လူရွယ်တယောက်ကမြင့်ထွန်းအားလှမ်းအော်၍မှားလိုက်သည်အားလုံးကသူ့ကိုအဘဟုခေါ်ကြသည်နင့်ကြီးတော်ကြီးကိုရကုတ်ဘာဝမ်ပတ်လဲဟာဂျွန်နီရတ်အဘရေမြတ်တစ်သည်လူနာမည်ရီဇောက်တီဇောက်ထိုးခေါ်တတ်သောအကျင့်ရှိတဲ့ကဲ့သို့မြင့်ထွန်းသည်ကတိကတက်ကြံကြံဖဖန်းဆန်းဆန်းပြပြဆဲတတ်၏ရိုင်းရိုင်းပြပြမဟုတ်ဘာမှန်းလည်းမသိသို့တော့စဲရေးတိုက်ထွာခြင်းဖြစ်ကြောင်းကသိကြသည်ဖန်ကွက်နှလုံးချ၏တလုံးထဲသို့ဂျွန်နီဝေါ်ကာတစိမ့်ပတ်အနီးတပတ်ငှဲ့ထည့်၏ထို့နောက်ဇုံကလေးတစ်ချောင်းနှင့်ခတ်၍တခြားဖန်ကွက်ထဲသို့ထည့်၏တောက်ရတဲ့လူတွေအတွက်တိတိတတာရောမသွားဘူးတပတ်ကိုဇွန်းတေးသေးကလေးနဲ့ကစုံနှုတ်ယူထားလိုက်ရင်ကြာတော့အမျက်ပူတာပေါ့ကွာရေဘယ်တော့မှမရောနဲ့နာမည်ပြတ်တယ်ဟုအမြဲပြောလေးရှိသည်ပလင်းလိုက်မှာသူများရှိလျင်လည်းမြင့်ထွန်းပညာပြပြီးဖြစ်သည်ဒစိမ့်မပြတ်ဂျိတ်မပြတ်ခဲပတ်မပြတ်ရအောင်ကဲ့ယူသည်စိုးအောင်၏လူများသည်တကယ်ဇော်ရီကြီးဖြစ်သည်ဝေသိန်းကောင်တာမှာထိုင်နေသူမှာလူနှင့်မတူစင်အိုးကြီးတစ်လုံးထောင်ထားသည်နှင့်တူသည်အရက်9ပေတလက်မမပူကိုလုံးကြီးမှာကြီးမားတုတ်ခိုင်သည်ကြွက်သားတွေအမြောင်မြောင်အရစ်ရစ်ဖုထစ်နေသည်စိုးအောင်နှင့်ပွဲပေါင်းများစွာအတူတွဲလာခဲ့သောကိုကြီးကျွဲပါဇက်ထဲမှာတွားကြထိုးတံတစ်ခုအမြဲထုတ်ကြိုက်ထားသည်တနေ့လုံးနေလို့စကားတခေါမှမပြောသူအားနေလျင်တွားကြထိုးသည်တခါတရံရုပ်ပြဇာလံဖတ်သည်ခန္ဓာကိုယ်ကြီးနဲ့မလိုက်အောင်ညံတော်လဲမတုံမလှုပ်ငြိမ်နေတတ်သည်မြတ်တစ်ကကိုကြီးကျွဲသည်လူမဟုတ်ဂျက်လေရင်ပြန်အင်ဂျင်တက်ထားသောလမ်းကျိတ်ဆက်ကြီးဖြစ်သည်ဟုမှတ်ချက်ချဘူးသည်စိုးအောင်သည်သူအားအကိုရဆုံးရဲသုံးပေါ်ကိုချစ်မြတ်တာဟိုတယ်ကြီး၏လုပ်ငန်းကိစ္စအဝါဝါကိုလွှဲအပ်ထားသည်သူကတော့15မိုင်လောက်ဝေးနေသည့်မြို့ကလေးတစ်မြို့သို့ရောက်နေသည်မြို့ကလေးတစ်မြို့ဟုသာဆိုရတော့လဲဒေသပတ်ဝန်းကျင်၏လုပ်ငန်းကိုင်ငန်းကောင်းသောကြောင့်မြို့ကြီးတစ်မြို့၏အင်္ဂါရက်တွေနှင့်ပြည့်စုံလာသည်ဥပမာရေချိုးခန်းအနှိတ်ခန်းပစ္စည်းရအစားအသောက်လိုချင်တာရ၏စားတောက်ဆိုင်တွေမှာတဲခိုခန်းတွေမှာခင်မီလာ၏သူတို့မြို့တော်ကို2နာရီအတွင်းရောက်နိုင်သောလေယာဉ်ပြန်ပင်တပတ်3ကြိမ်ရှိသည်စိုးအောင်သည်တစ်ခွပန်းတဲခိုဆောင်မှာတဲနေသည်အခန်းမှာတန့်ပြန့်တားနာသည်ခေါင်းအောင်စို့အိယာခင်းဆောင်ညနေတို့ဘွာမှစ၍ခရမ်းရောင်တစ်ခွပန်းတစ်စိမ့်နှင့်အမှတ်အသားများကိုပန်းထိုးထားသည်တနေ့သာအတွက်မြန်မာနိုင်ငံတော်သုံးငွေ49ကျပ်ကြာ၏ဒီနေရာသို့အဆက်အသွယ်တယောက်လာဆောင်နေခြင်းဖြစ်သည်2ရက်ရှိပြီမလာသေးသူတို့အဖို့အေးအေးဆေးဆေးအနားယူသည့်သဘောဖြစ်နေသည်ချင်းမြတ်တာစားတောက်ဆိုင်ကိုလည်းသူနောက်ဆန်ငင်စရာမလိုသူ့လူတွေကိုစိတ်ချထားပြီးသားဖြစ်သည်ည12နာရီခွဲကျော်မှဖြတ်ခနဲနိုးလာသည်မိုးအကုန်ရာသည်မှုဆွတ်ဆူထိုင်းပိုင်းနေသည်အုံအိုက်ဖြစ်နေ၍ချွေးတွေပြန်နေသောကြောင့်နိုးလာခြင်းဖြစ်ပေလိမ့်မည်အလေးအကျင့်ရင့်ကျက်လာပြီဖြစ်သောသူ့နားထဲမှာကြားနေကြအတန်မဟုတ်သောအတန်တန်ဝင်လာသည်တကြစ်ကြစ်မြည်နေသည်အခန်းတကားပေါင်းတော့ကိုပလတ်စတစ်ချောင်းဖြင့်ဖွင့်နေခြင်းကဒင်ပေါ်မှလိမ့်ချလိုက်သည်နားစွန့်၍ငြိမ်နေလိုက်သည်ခေါင်းအုံးရှည်ကြီးနှင့်ခေါင်းအုံးအပူတစ်လုံးကိုနေရာပြုပြင်၍ဆောင်းပပကလေးဖြင့်ခြုံထားလိုက်သည်မီးမိန်ပေါ်တွင်ကဒင်ပေါ်မှာလူအိတ်နေသောပုံတံတကားဝမှာပြားနေအောင်ကတ်လိုက်၏စပွဲပေါ်ကဂရီဘာအိတ်ကလေးကိုယူ၍ကင်ထားလိုက်သည်အပြင်ကမ်းမှာလူဝင်လာပြီးတော့ကိုကျွမ်းကျင်စွာကင်ဖွင့်တတ်သော
ပညာတဲ့တူဝါရင်တူဖြစ်လိမ့်မည်ခြေတံဖွားဖွားနင်းလာ၏အိတ်ခမ်းတကားကိုအတာသုံးဖွင့်ကြည့်နေသည်စိုးအောင်အသက်မရှူတကားကိုစက်ခနဲသုံးဖွင့်၍လူတကိုယ်လုံးထွက်လာသည်ထုတ်အတန်ထိန်ပြောင်းတက်ထား၍အတန်မကျဲနှစ်ချက်ဆက်၍ထွက်သွားသည်ကတိန်ပေါ်မှခေါင်းအုံးရှည်ကြီးဖွာထွက်သွားသည်လက်ကောက်ဝစ်ကိုဖမ်းလည်၍ရှေ့သို့ဆွဲဆောက်လိုက်သည်ငိုက်ကြလာတထောင်ခွေးကိုတန်းနေသည်ပေါက်ရက်လဲသွားသည်တနတ်စိုးအောင်လက်ထဲမှပါလာသည်နိုင်ရန်မှမိခလုတ်ကိုဖွင့်လိုက်သည်ကျမ်းပေါ်ကလူဖုန်လာ၏စိုးအောင်တနတ်ပြောင်းဖျားရမ်းပြလိုက်သည်ရာကောင်းငိမ့်နေမင်းလိုတတရတန်းစားခွေးဝဲစားလောက်ကိုဂယုဆိုင်နေရင်မင်းတို့စီကိုငါဘယ်လာမလဲကွာရာကောင်းဆိုသူမျက်လုံးပြူးကြည့်နေသည်ရှားလူဆိုတဲ့နာမည်နဲ့ဒီနယ်တဝိုက်မှာရန်ကားနေတဲ့ကောင်ဟာစိုးအောင်ဆိုတာမင်းတို့သိတယ်မဟုတ်လားမသိသေးတဲ့လူရှိရင်လည်းပြောပြလိုက်ဖို့ကွာတမလွန်ဘဝမှာဟုတ်ပြီလားရာကောင်းစိုးအောင်ကိုစိုက်ကြည့်နေသည်မင်းလက်ကောက်ဝက်ကိုကြည့်လိုက်စမ်းရာကောင်းသူ့လက်ကောက်ဝက်ကိုအလံတကြားငုံကြည့်နေ၏မြင်လားအဲ့ရာကလေးတွေးဆနေတာလေတနတ်ဖမ်းလူတော့ငါစိုက်လိုက်တဲ့အဲ့ရာရာကောင်းမျက်နှာအလွန်အမေးကြောက်ရွံ့သောအမူအရာများပုံပြတ်ပန်းပြတ်ပေါ်လာသည်ဘရာဇီးနိုင်ငံကနကြီးကောင်တစ်မျိုးရဲ့အစိတ်ဆိုင်ရာနိုင်ထက်ဆိုတယ်ဒါပေမဲ့တိတ်တော့မမြန်ပါဘူးကွာဆိုအောင်သူ့နာရီကိုကြည့်လိုက်၏နောက်15မိနစ်အတွင်းဆေးရုံချအောင်တွားနိုင်ရင်တော့မင်းအသက်ရှင်မယ်15မိနစ်မြန်လို့မသေးချင်သေးရင်အမြန်ပြေးဩဟက်ကောင်နေဦးကားကိုကိုယ်တိုင်မမောင်းနဲ့နော်မင်းမောင်းနိုင်မှာမဟုတ်ဘူးတက္ကစီရအောင်ရှာဖို့ကွာသွားမြန်ပြေးရှားကောင်းသည်ဝါရင်ကြီးစားတူဖြစ်သည်စိုးအောင်ညာဖြီးနေခြင်းမဟုတ်ကြောင်းသူသိသည်ထို့ပြင်စိုးအောင်အရေးချင်းကိုလည်းကြားဘူးထားသည်မျက်နှာမှာချွေးသီးတွေပြန်နေသည်လက်ကောက်ဝစ်ကိုငုံကြည့်၍အသင်းထွက်ပြေးသွားသည်စိုးအောင်သည်ခေါင်းကိုလှန်၍ခတ်တိုးတိုးရည်သည်ရာကောင်းအသင်းပြေးဆင်းသွားသည်ညတနာရီထိုးတော့မည်တဲခိုကန်အပြင်မှာကားတစ်စီးရပ်ထားသည်တက္ကစီပဲဖြစ်မည်အသင်းပြေးသွားကကားကိုလက်နဲ့ပုတ်လိုက်သည်လက်မောင်းရင်တလျှောက်အောင်သွားသည်ကားသမားအိတ်ချင်မှုသူနှင့်မှန်ချ၍ခေါင်းပြူကြည့်သည်မြန်ဆေးရုံတက္ကစီသမားသည်ဘာမှမမေးအရေးကြီးလောင်ပုံတိတာ၍တကားဖွင့်ပေးသည်ဆေးရုံဆိုသည်နှင့်စံတိုးပြီးဖြစ်နေသည်ဆေးရုံမြန်နောက်ခန်းထဲဝင်ထိုင်သည်ကားဝူကနေစောင့်ထွက်သွားသည်ရာကောင်းနာရီကြည့်သည်စိုးအောင်ပြောတော့15မိနစ်မှာ14မိနစ်ကျန်နေသည်ရှေ့2လမ်းကျော်ဘဲချိုးလျင်ရာမန်လက်ထိပ်မှာဆေးရုံရှိသည်ဂျူတီကြသောဆရာဝန်ရှိကောင်းပါရဲ့ရင်ထဲကအောင့်လာသည်မြန်မောင်းပါရာကောင်းနာရီကိုမြှောက်ကြည့်သည်လက်မြောက်၍မရမျက်လုံးတွေဝါလာသည်မြန်ပါဇက်ထဲမှအတန်ဘလုံးမထွေးမတဲခွဲတော့2မိနစ်ရှိပြီရာကောင်းခေါင်းထဲမှာစစ်ခနဲထိုးသွားသည်သူနောက်ဆုံးတတိယလိုက်ချိန်မှာခွေးမာသားဆိုးအောင်15မိနစ်လို့ညာပြောတယ်အခု2မိနစ်ပါဇက်ကအတန်မထွက်စိတ်ထဲကနောက်ဆုံးပြောလိုက်သည်ရာကောင်းခုံအောက်သို့ထိုးကျသွားသည်တက္ကစီသမားအမြန်မောင်းနေသည်ဆေးရုံရှိထိုးရဲလိုက်ချိန်တွင်9မိနစ်ရှိနေပြီအမှန်အားဖြင့်စိုးအောင်က73မိနစ်ပိုပြောလိုက်ခြင်းဖြစ်သည်တက္ကစီတကားကိုဖွင့်လိုက်ချိန်တွင်ရာကောင်းတမလွန်လောကထဲသို့ရောက်နေသည်မှာ9မိနစ်ညပင်ရှိနေလေပြီထိုအချိန်တွင်စိုးအောင်ပြန်အိပ်ပျော်စာပြုနေလေပြီသူတွေ့စရာရှိသောလူတစ်ယောက်နှင့်တွေ့ပြီးစိုးအောင်ပြန်လာသည်ချစ်မြတ်တာခောက်ဆွဲဆိုင်မှာလူအတော်ပြည့်နေပြီအယောင်အဝယ်ကောင်းသောယာတီဖြစ်၍လည်းလူများသည်မှာမဆန်းလာပြီလာရောက်တဲခိုကြသောလူမျိုးစုံလူပေါင်းစုံတွေထဲမှာထူးထူးခြားခြားအမျိုးသမီးတူပါလာသည်ထိုအမျိုးသမီးမှာလည်းအခြားမဟုတ်စိုးအောင်နေရာဖဲခိုင်းသောဦးလုံမဲဤဇနီးဟန်ဆောင်ထားသည့်ချိုတက်ထားပင်ဖြစ်သည်နှစ်ပေါင်း32နှစ်မြတာရှိသေးသောသူ့ဘဝတက်တန်းတစ်လျှောက်တွင်အမြင့်ဆုံးအနှိမ့်ဆုံးအဆိုးဆုံးအကောင်းဆုံးဟူသောအစွန်းများမှာလူလာဆုံဆန်ကျင်လည်ခဲ့သူဖြစ်သည်ပင်ကိုအလှအပဘဝအကျိုးပေးကောင်းခြင်းများကြောင့်လူလားတတ်မှတ်ဖွယ်နှစ်သက်တန်တပွဲရာ
မိန်းမတစ်ယောက်ဖြစ်သည်ပင်ကိုအလှများသည်ဘဝအတွေ့အကြုံများရင့်ကျက်ခြင်းများကြောင့်လည်းပို၍ပြည့်စုံလှပလာသည်ဟုဆိုရပေမည်ရွှေအိမ်နှန်းနှင့်ကြာငန်းဆန်ခဲ့သောရွှေအထက်တန်းစားမိမချောမိမလချိုးတက်ထားသည်သူတို့ဆိုင်ကလေးဖျက်လိုက်ရပြီးသည့်နောက်နေရေးထိုင်ရေးအဆင်မပြေဖြစ်ရသည်ဟူသောအကြောင်းပြချက်ဖြင့်စိုးအောင်တို့ဆိုင်တို့ရက်အကန့်အသတ်မရှိလာရောက်အခန်းကားနေထိုင်သည်ရဲသုံးပေါ်အနှက်ကိုကြီးကျွဲကတိတ်သဘောမကျတော့လဲမျက်တစ်နှင့်မြင့်ထွန်းတို့ကနှခုံးမပြောလိုက်ရချိုးတက်ထားကိုလက်ခံလိုက်ကြသည်မိမချောချောလှလှတယောက်ရှိနေတာဒုဆိုင်ချက်တည်တိုးတာပေါ့ကွာဟုမြင့်ထွန်းကဆိုသည်မျက်တစ်ကလုံးဝထောက်ခံသည်တောင်ကန်းအကောင်းဆုံးအခန်းကိုချိုးတက်ထားအားပေးလိုက်သည်ဆိုအောင်အခန်းတကားကိုခက်ဆက်ဆက်ခောက်လိုက်သည်အတွင်းကတော့ဖွင့်တန်ကြားရသည်တကားလေးလက်မလောက်ဟသည်မျက်နှာဖူးဖွေးမျက်လုံးဝိုင်းဝိုင်းကလေးတွေမြင်ရ၏ဟာသွားသောတကားအတွင်းသို့ဆိုအောင်သူ့ရှူးဖနက်ဦးယုံကိုထိုးထည့်လိုက်သည်အော်တကားချနေသောမျက်နှာတစ်ခုမှာတထွာတတာလောက်သာကွာ၏တကားပွင့်သွားသည်လာပါရှင်ဆိုအောင်အတွင်းသို့မဝင်သေးကျွန်တော်ဆိုင်မှာလာတဲတဲ့လူတွေကိုပိုင်ရှင်အနေနဲ့လိုက်နှုတ်ဆက်နေတာပါလိုအပ်တာရှိရင်ပြောပါမရှိပါဘူးရှင်အထဲကိုဝင်ပါအောင်တုံဆိုင်စွာဝင်လိုက်သည်နောက်ပြီးတော့လဲကျိန်ထိုးဆက်သည်ကလတ်ထိုင်မှာဝင်ထိုင်သည်ဆိုအောင်အခန်းကိုမျက်စိဝေး၍အကဲခက်ရှိလိုက်သည်ဦးလုံမိန်ဘဲသွားလဲဦးလုံမိန်မပါပဲတယောက်တည်းလာတဲခိုနေတာနည်းနည်းစမ်းနေသလားလို့ကျမခင်ဘောတစ်ဖက်ကိုပါသွားတယ်အယောင်းဝယ်ကိစ္စနဲ့ပါသူပြန်မလာခင်ကျမခဏလာနေတာပါနေစရာမရှိဘူးလေကျမတို့မှာဒါပါပဲကျွန်တော်သွားလိုက်ပါအောင်မယ်လူလာရှိရင်ပြောပါစိုးအောင်ရုတ်တရက်ထလိုက်သည်အိုးနေပါဦးရှင်တခုခုတောက်သွားပါအောင်လားပြုံး၍ခေါင်းရမ်းပြလိုက်သည်ချိုတထားကျွန်တော်ကိုဘာတိုက်မှာလဲကော်ဖီလားဘီယာလားကိုတောက်ချင်တာရပါတယ်တိုက်ပါမယ်ကျွန်တော်နာမည်ရှားလူပါရှားလူလို့ပဲခေါ်ပေါ့ကိုရှားလူလို့ပဲခေါ်ကိုရှားလူလို့ပဲခေါ်ရပါတယ်ဗျာနောက်ထပ်စကားမဆက်လှည့်မကြည့်စိုးအောင်ရုတ်တရက်ထထွက်လာသည်ချိုတထားသည်အခန်းလယ်မှာတွေ့ကလေးငေးဆိုင်ကြံခဲ့သည်အောက်နှခမ်းကလေးကိုအပေါ်သွားများဖြင့်ဖိကိုက်ထားသည်မျက်နာကလေးမှာတွေးရောင်လွှမ်းလျက်နေမြန်းနေသည်ချိုတထားသည်ချိုသောအကြံစီများကိုကြံစီနေပုံရသည်ဦးရွှေညိုဟာဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူးဆိုအောင်ညနိုင်၍စားတော့ဆိုင်ပိတ်ချိန်သူတို့အတွက်တီးတက်ထားသောအခန်းကလေးထဲမှာကြီးလေးကြီးစုဝေးမိနေကြသည်မှာထုံးစံဖြစ်သည်ဆိုအောင်ညက်တဲ့ညစ်ထွန်းနဲ့ကိုကြီးကျွဲညစ်ထွန်းကစေးပေါ်လိတ်တလိတ်မှင်းရင်မှတ်ချက်ချသည်အင်းလေငြိမ်မနေပါဘူးသူတခုခုလုံးမှာပဲဆိုတာမျောလင့်ထားပြီးသားပါဘာလို့ရမှာလဲဘယ်ခြေလှမ်းနေတယ်လဲရိုးလေးပါကျွန်တော်ကိုအပြတ်ရှင်းပါပေါ့ဟိုတနေ့ကရာကောင်းဆိုတဲ့ကြေးသားကိုလွှတ်လိုက်တာဥရွှေညိုရဲ့ပထမခြေလှမ်းပေါ့ဒုတိယခြေလှမ်းကရောကွာဥရွှေညိုလိုလူမျိုးကအစအရာရာတိမ်မွေ့တယ်လေဝုံတိုင်းတရှူးထိုးမလုပ်ဘူးရာကောင်းကိုလွှတ်လိုက်တာလဲအောင်မြင်မှာမဟုတ်ဘူးဆိုတာသူသိပါတယ်ရာကောင်းအဆင့်ကတတိယဒန်းစားအဆင့်လောက်ရှိတာပဲအစမ်းတဘောနဲ့သူလုံနေအောင်ပါပဲတကယ်ပိုင်ပြီးဆိုမှတော့သူအစွမ်းရှိသမျှပုံအောချလိုက်မယ်လူမျိုးဗျစိုးအောင်ကမြင့်ထွန်းကိုရှင်းပြနေသည်ကိုကြီးကျွဲကရုပ်ပြစာအုပ်တုံးဖက်လျက်ညက်တစ်ကလေယာစာအုပ်တုံးနဲ့စည်ရင်းတွက်နေသည်စည်ရင်းတွက်နေရကဝင်ပေးသည်ဟိုတင်းလေကွာတောက်ကရှူးမာတာစမေးကလေးကဟိုတင်းလေကွာတဲ့မင်းဘာကြီးဘောလတော့ဟိုတင်းပါလားညင်ထုံးကထုံးစံအတိုင်းဘာမှမသိတော့ဝေါ်ဟာရများဖြင့်ဆဲ၍ရက်တစ်ကိုဟောက်၏ဟိုတင်းအခန်းနံပါတ်ဟိုဟာကဟိုမိန်းမလေးကွာရှင်းပါပြီတဲ့ကိုမြတ်တဲ့ရဲ့ချိုတက်သားကိုမင်းပြောမလို့မဟုတ်လားအေးချိုတက်သားပြဿနာကဘာလဲဘာအကြံစီနဲ့လာနေတာလဲငါ့ကိုကြိုက်လို့လာနေတာဖြစ်မှာပေါ့ခွေးမသားဆိုးအောင်နှာဘူး
ချိုသက်သားကိုဦးလုံမင်းကလွှတ်လိုက်တာပေါ့ကွာဦးလုံမင်းနဲ့ဦးရွှေညိုနဲ့ပူးပေါင်းနေပြီပဲဦးရွှေညိုကကြောထောက်နောက်ခံကောင်းတော့ဦးလုံမင်းကလက်အောက်ခံအဖြစ်နဲ့ခိုးဝင်တယ်ဒါပေမဲ့ဦးလုံမင်းရဲ့အကြံစီကလည်းတေးပုံမရဘူးတစ်ချိန်ကရွှေဘရင်လို့နာမည်တွင်ခဲ့တာပဲအခုလဲသူရွှေကိုင်နေတာပဲမင်းရဲ့လောလောဆယ်အကြံစီကဘာလဲမြင့်ထွန်းကစိုးအောင်ကိုမေးတပတ်အတွင်းမှာလူတစုရောက်လာလိမ့်မယ်အဲ့ဒီအဖွဲ့ဟာဦးရွှေညိုနဲ့ဦးချမ်းရဲ့လူတွေကိုဆက်သွယ်ဆွေးနွေးဖို့လာမယ့်အဖွဲ့ပဲဒီမှာတဲကြနိုင်မယ်တို့တွေစီမှာတဲမှာလားဦးရွှေညိုတို့စီဘာလို့မတဲတာလဲဒီမှာတဲတဲ့သဘောကကျွန်တော်တို့ကိုအကဲခတ်ဖို့လိုအပ်ရင်ကျွန်တော်တို့ကိုရှင်းပြဖို့ဆိုတဲ့သဘောပါတယ်ဘာကွာတို့ကိုရှင်းပြမယ်ဟုတ်တယ်ကျွန်တော်တို့ကိုဒီနေရာမှာနေချင်းညချင်းကြီးပွားလာတာထောင်နေတာဘာကြောင့်လဲကျွန်တော်တို့ဘသူတွေလည်းမသိဘူးစုံစမ်းရင်းနဲ့လာကြမှာပဲကျွန်တော်တို့ဘသူတွေလဲဆိုတာတော့ပွဲယူပွဲကောင်းပေါ့အဲ့ဒီတော့လာချင်းတို့ကစီးစော်လိုက်ကြတာပေါ့ကွာမြင့်ထွန်းကကွန်တတိပြစ်ခနဲထွေး၍အကြံပေးလိုက်သည်ရုပ်ပြကတော့ဖတ်နေတော့ကိုကြီးကျွဲကတစ်ချက်မေးကြည့်သည်ဘဲကကောင်တွေလဲကွာဘဲကကောင်တွေရမလဲမြတ်တည်ရဲ့ငါတို့မိဟောင်းဆွေဟောင်းတွေပေါ့ဘဲတော့လာမှလဲရှေ့လာမဲ့ဗုဒ္ဓဟူးနေ့လို့တည်င်းရတယ်မင်းဘာလုပ်မယ်စိတ်ကူးထားလဲဆိုအောင်အစီအစဉ်ရှိပြီလားမြတ်တည်ကလေယာစာအုပ်ကြီးကိုပိတ်၍900တထုပ်ကောက်ကင်ရင်ပြီးသည်ရှိပါပြီကွာငါမှနောက်6လစာဘာတွေလုပ်ရမလဲဆိုတာစီစဉ်ထားပြီးသားကိုကြီးကျွဲကဖက်လက်ဆစာအုပ်ကိုချ၍အိတ်ဆောင်နာရီကိုထုတ်ကြည့်သည်ကိုကြီးကျွဲလက်ပတ်နာရီမပတ်သူ့လက်နဲ့တော်နာရီပတ်ကြိုးမရှိ၍ပတ်မရအိတ်ဆောင်နာရီကိုသာစောင်း၏ခြံထဲလှည့်ကြည့်လိုက်အောင်မယ်ဟုပြော၍ထွက်သွားသည်သူတို့လာကလေးကဒီဆိုင်မှာအလုပ်လုပ်ဖို့အလုပ်သမားတွေအဖြစ်သူတို့လူတွေကြီးလက်ရွေးစင်ခေါ်လာခဲ့သည်ကိုကြီးကျွဲလူ3ယောက်အတူခေါ်၍ဟိုတယ်ပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်ရှုဖို့ကင်းဆောင်ထားသူတွေကိုအခြေအနေမေးမြန်းဖို့ထွက်သွားသည်စိုးအောင်တို့3ယောက်အချိန်တော်တော်ကြာစကားပြောဆိုတိုင်ပင်နေရခဲ့ကြသည်မတ်ချိုတထားခေါ်ရတာမပင်ပန်းဘူးလားအပင်ပန်းခံရတာပေါ့ဗျာမတ်ချိုလို့ခေါ်ပါလားခေါ်ခြင်းပါတယ်မတ်ချိုဒါပေမဲ့သူ့ကိုဘယ်လိုခေါ်ရမှန်းမသိဘူးနာမည်ကြီးကဖီလင်အောက်လိုက်တာအဖျားဆွပြီးချစ်စနိုးသဘောနဲ့လူလို့တလုံးနဲ့ခေါ်ပါလားတန်တာချိုလွင်စွာရီမောလိုက်သည်ပြန့်ကျဲသောနှခမ်းရောင်နှခမ်းများပွင့်ခါသွားသည်အယောင်လက်သွားသောပွားရန်ဖူးဖေးများကလိုလားနှစ်သက်ဖွယ်ရှိသူ့မှာတခြားနာမည်မရှိဘူးလားဟင်ရှိတယ်ဘာလဲဟင်တီဟတူရတေဇဝီဖြာအောင်စီဟိဟဲရှေလိုက်တာကွယ်ရှေမခက်မိတယ်လေအကောင်းပြောစမ်းပါကွယ်နာမည်ဆိုတာခေါ်စရာတခုပဲမတ်ချိုခေါ်ခြင်းလို့ခေါ်ပါသူဟာလူတစ်မျိုးပဲတကယ်ပဲစိုးအောင်သည်ကြော်ရှင်းစွာတော့အတရီဖြင့်ထိုင်နေသောမိမလှကိုကြည့်နေသည်ငပြောညွန့်ရောင်အင်ကြီးလက်ပြတ်နှင့်ငပြောညွန့်ရောင်လုံကြီးပြောင်နှင့်နှခမ်းဆိုးထားဒီမှာမှအပအခြေအတမရှိပဲစင်းလုံးချောင်းဝင်းဝါတော့မိမလှကိုကြည့်၍မဝနိုင်တောက်လေသူလက်ဖက်ရည်မှကြိုက်တယ်ဆိုလို့မတ်ချိုတမင်နှက်ပြီးအသေးချာဖြော်ထားတာကျွေမက်ခတ်အဖုံးကလေးမှ၍စပွဲပေါ်သို့ချပြီးမက်ခွက်ကိုလှမ်းပေးသည်စိုးအောင်ယူသည်ဒီတစ်ခွက်တည်းမတ်ချိုနဲ့ကျွန်တော်2ယောက်အတူတူတောက်တယ်ဆိုတာဖြစ်ချင်တယ်မတ်ချိုအရင်တောက်ပါရော့အိုးမဟုတ်တာဟုတ်ပါတယ်မတ်ချိုအရင်တောက်ပါရော့စိုးအောင်၏မျက်လုံးများမှုန်မိုင်းနေကြ၏သူ့မျက်နှာကတော့ပြုံးနေသည်ချိုတက်ထားသည်စိုးအောင်၏အကြည့်ကိုတဲ့တဲ့ရင်ဆိုင်လိုက်သည်သူမတ်ချိုကိုမယုံဘူးနော်စိုးအောင်ခေါင်းငိတ်သည်မယုံဘူးဟုတ်တယ်ဝမ်းနေလိုက်တာသူရဲ့ဝမ်းနေရင်တောက်ရော့စိုးအောင်ပြုံးပြုံးကြည့်၍မေးသည်ချိုတက်ထား၏မျက်နှာပေါ်ကဝမ်းနေအမူအရာသည်အကယ်၍ဟန်ဆောင်ထားသည့်အမူအရာဖြစ်ပါကအကယ်ဒမီရွှေစင်15ခုလောက်တန်လိမ့်မည်စိုးအောင်လက်ထဲမှလက်ဖက်ရည်ခွက်ကို
စက်ခနဲမော့၍တောက်လိုက်သည်ခွက်ကိုပြန်ချ၏တဲတဲ့စူးစိုက်၍ကြည့်သည်နောက်ကိုခေါင်းလန်၍သူ့ဟန်ပန်အတိုင်းစိုးအောင်ရီမောလိုက်သည်ချိုးတထားတိတယ်မဟုတ်လားရှားလူလေဘသူကိုမှလည်းမယုံဘူးမယုံလို့လဲရှားလူအခုချိန်ထိအသက်ရှင်သေးတာပေါ့စိုးအောင်ကိုသာရှုံးလဲစွာကြည့်နေသည်ထိုးကြည့်သည်ထူးဆန်း၏အစိမ့်နဲ့ဓာတုဗေဒလက်နက်ဆန်းတွေဟာတနေ့ထက်တနေ့စမ်းပြလာတာအမှန်ပဲဥပမာဆိုပါတော့လက်ဖက်ရည်ခွက်ထဲမှာအစိမ့်မခတ်ပဲပကံနှခမ်းမက်ခွက်နှခမ်းကိုအစိမ့်တုတ်ထားလဲရတာပဲမက်ချိုတောက်တဲ့လက်ကင်ခိုင်းဘက်ကမတုတ်ပဲဒီဘက်ချမ်းကတုတ်ထားရင်လဲရတာပဲမက်ခွက်နှခမ်းနဲ့ကျွန်တော်နှခမ်းထိလိုက်ရင်ဟန်ပါပါလက်ကိုမြှောက်၍ပြလိုက်၏ဒါပေမဲ့လက်ဖက်ရည်မက်ခွက်ကိုယူလိုက်သည်စကားဆက်ပြော၏ပြောရင်းခွက်ကိုပြန်ချသည်ဒါပေမဲ့မချိုကျွန်တော်ကိုမလုပ်ပါဘူးမလုပ်ဘူးဆိုတာကျွန်တော်သိပါတယ် Basin and Hatch စီဂရက်ရွှေရောင်မှုကိုထုတ်၏တလိမ့်နှိုက်ယူ၍ပါဇက်မှာခဲလိုက်သည်ဒီလိုစီဂရက်ရဲ့အစီရင်ခံထိတ်မှာလဲအစိတ်တုတ်ထားလို့ရတာပဲဖြောက်ခနဲမိရှိ၍ညှိနေစဉ်ချိုးတက်ထားသည်စက်ခနဲတွန့်၍ဇက်ကြိုးကျသွားသည်ကလထိုင်ပေါ်မှာခောက်ချိုးခွေလဲကျသွားသည် sorry ပဲမချိုရဲ့ပွေ့ချီ၍ပက်လက်ကလထိုင်ပေါ်သို့နေသားတကြတင်ထားသည်လုံကြီးတွန့်နေသည်ကိုပြန်အုပ်ပေးလိုက်သည်ထို့နောက်တခန်းလုံးအနှံ့အပြားတလက်မမကြမ်းစိုးအောင်ရှာဖွေသည်ဤတွင်ရှားလူဝတ္ထုအခန်း3နှင့်အခန်း4ဖတ်လို့ပြီးသွားပါပြီခင်ဗျာအဆုံးအထိနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ပရိသတ်အားလုံးကိုထပ်မံမေတ္တာရက်ခံကြပါတယ်ခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ